မေလာမောင်မေခေဒီညဆယ်ပွဲဆက်နိုင်ပွဲပေါ်လေအသင်းရဲ့ဒီလိုစီးလုံးညညမှုနဲ့ကြိုးစားအားထုတ်မှုပေါ်ဘလောက်များကျင်းနေမိပါလေဗျရန်ကိုပြောပါလေဒီနေရာကလာစားတာအရန်ကိုခက်ခဲ့တဲ့နေရာတစ်ခုပါသူတို့ဒီမှာဒီရာသီလုံးရှုံးပွဲမရှိသေးဘူးလေပြီးတော့ပွဲကအရန်ကိုကာယပန်းဆိုင်ရာအရန်ကိုကျန်းနေပါလေပြင်းထန်မနေဆိုတာကိုကျွန်တော်တို့ကြိုသိထားပါလေဒါပေမဲ့ပဲတကယ်ကိုတိုက်ရိုက်ဆမ်မီကစားရခက်ခဲ့တဲ့ပွဲစဉ်တွေပွဲဖန်တီးနိုင်ခဲ့ပါလေဒါပေမဲ့စိတ်ကန်စားမှုအပိုင်းဆိုင်ရာအရာတော့ကျွန်တော်တို့တကယ်ကိုကောင်းကောင်းကင်တွယ်နိုင်ခဲ့တယ်လို့ထင်ပါလေလွားတဲ့အချိန်မှာကျွန်တော်တို့အရန်ကိုထိရောက်ခဲ့ပြီးဒီပွဲကိုအနိုင်ရဖို့အတွက်ထိုက်တန်ခဲ့ပါလေဒီရောက်အခြေစွမ်းနဲ့ပတ်သက်ပြီးတော့ဘယ်အချက်ကိုပျော်ဆုံးဖြစ်မလဲဗျဒီလိုပွဲမျိုးတွေကိုဆွဲသွင်းခံရတဲ့အခါမှာခင်ဗျာစိတ်ပြတ်မတော်ဘဲနဲ့ဒီလောက်ဓာတ်ရိုက်ဆန်ဒီတောင်းလိုက်ဆန်ပြီးတော့အမြဲတမ်းမန်နူမန်ကစားတဲ့အသိမ်းမျိုးနဲ့ရင်ဆိုင်စားလို့မရတဲ့အရာတွေကိုမလုံးမီအောင်ထိန်းထားနိုင်ခဲ့တာပေါ့ဗျာခင်ဗျားတို့ကလည်းစံချိန်တစ်ခုဖြစ်တဲ့1903ခုနှစ်နောက်ပိုင်းဒီအထမမြောက်စရိုက်ကလင်းရှစ်စံချိန်ကိုလိုက်မိခဲ့ပြီးတော့နောက်တဲ့ကိုပေါက်တဲမှုတစ်ချိန်တော့မပေးခဲ့ရပြန်ပါဘူးဆိုတော့ဒီပေါ်မှာရောဘလောက်များခြေနှမ်းမိပါလိမ့်ဗျရန်ကုန်တင်နေပါတယ်ပင်နယ်ဒီကနောက်ဆုံးတစ်ချိန်ဖြစ်သွားနိုင်ခဲ့ပေမဲ့ကျွန်တော်ထင်ပါတယ်ဒါကလည်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါဒါပေမဲ့လည်းခြုံကြည့်ရမယ်ကျွန်တော်ဒါကတည်ငြိမ်မှုကိုပြသနေပြီးတော့အခွင့်အရေးတစ်ခုဖန်တီးဖို့အတွက်ဘတ်2ချိန်လောက်ပဲလိုအပ်ခဲ့တဲ့အသင်းကိုရင်ဆိုင်စားရမှာခံစစ်တစ်ခုလုံးကျွန်တော်တို့စိုးမိုးထားနိုင်ခဲ့တဲ့ပုံစံကိုပြသနေတယ်လို့ထင်ပါတယ်ဒါပေမဲ့ခြုံပြောအောင်နောက်ထပ်ခြေစွမ်းကောင်းတစ်ခုပါပဲဗျာကစားမတွေအများကြီးမပါဝင်နိုင်မနဲ့ဒီရမစင်းထဲမှာအလွယ်လွယ်ကူကူဖြတ်ကျော်နိုင်ခဲ့တဲ့ညညဖြစ်ခဲ့တဲ့အတွက်အသင်းလူစင်းကဒီလိုအဆင့်တက်လာပုံကဘယ်လောက်ထိကျင်းနေစရာကောင်းပါလဲဗျာအရန်ကိုကောင်းပါလေဘာလို့လဲဆိုတော့ဒီညမှာပေးရက်ကနေလူ၄ယောက်အပြောင်းလဲလုပ်ခဲ့ပြီးတော့သူတို့အားလုံးတကယ်ကိုကောင်းကောင်းစားသွားနိုင်ခဲ့ပါတယ်မတ်ကိုကျွန်တော်တို့ထည့်သွင်းခဲ့ပြီးတော့သူကချန်ပီယံလိမှာပွဲဥထွက်ကစားခဲ့ပါတယ်အသက်ငယ်ဆုံးလည်းဖြစ်မယ်ထင်ပါတယ်ဆိုတော့ entry လည်းအတူတူပါဝင်ခဲ့ပါတယ်ခြားစားမအချို့လည်းအနာပေးဖို့လှည့်ကြကျွန်တော်သုံးခဲ့ပါတယ်ဒါကြောင့်ခြုံကြည့်ရမယ်ဆိုတော့တကယ်ကိုချိုးဖြစ်ထွန်းနဲ့ညပေါ့ဗျာအကယ်ဒမီကစားမတွေအများကြီးပံ့ပိုးပေးနိုင်ကြလို့ကလပ်အတွက်တကယ်ကိုဂုဏ်ယူစရာညဖြစ်ခဲ့တာတော့တော်တော်လေးကိုထင်ရှားပါတယ် entry ရဲ့ match တို့ဝင်လာတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ကိုနေတိုင်းတွေ့နေရတာဆိုတော့ဥတော်ဘဘောလုံးလောကရဲ့ထိတဲ့အဆင့်မှာသူတို့ဘလောက်တောင်ကောင်းကောင်းလှုပ်သွားနိုင်ခဲ့တယ်လို့ထင်ပါလေဗျအရန်ကိုကောင်းပါလေဒီပြိုင်ပွဲထက်ပိုပြီးခက်ခဲတာတော့မရှိတော့ပါဘူးပြီးတော့ mask က15နှစ်ပဲရှိပါသေးတယ်ချက်ချင်းပဲသူဘောလုံးကိုယူတယ်လူတွေကိုလိုက်ပြီးကြော်ဖြတ်တယ်ဖြတ်ပြေးတယ်ပြစ်ဒဏ်ဘောတွေကြောင်းလုံးတယ်ဒါကဒီကလေးတွေမှာရှိတဲ့ဇယိုက်လက္ခဏာတွေကိုပြသနေတာပါပဲဒါကြောင့်မလို့သူတို့ကိုကျွန်တော်နဲ့အတူဒီခီးမှာတွေ့မြင်ရတာအရန်ကိုပျော်ရွှင်ပြီးသူတို့ဆက်လက်တိုးတက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျပထမဆုံးကြီးဒီအဖြတ်ခံရပြီးတဲ့နောက်ပေါ့လေခင်ဗျားလှည့်ပြီးတော့ပြောလိုက်တာကိုကျွန်တော်တို့တွေးလိုက်မိတယ်ဗျဆိုတော့အဲ့ဒီလေ့ကျင့်ရေးမှာလေဒီအဲ့လိုမျိုးဖြတ်ခံရတာမျိုးများတယ်လို့ထင်လားသူ့ရဲ့ဇာတ်ပုံကထိတွေ့မှုကအများကြီးကိုဆွဲဆောင်မှုရှိနေတာပါပြန်ဘက်ကနောက်တလန်လှမ်းတဲ့အခါမှာဘောလုံးကိုရွှေ့ဖို့အတွက်အချိန်ကလှုပ်ဆောင်မှုတွေမှာသူကအရန်ကိုတော်ပါတယ်ပြီးတော့ဟုတ်ပါတယ်ကျွန်တော်တို့မာကြီးမားတဲ့ဇာတ်မတစ်ယောက်ရှိနေပါပြီဗျမေလာမာမီရီနိုရဲ့မန်သမတ်စုအတွက်ဂုဏ်ယူပါတယ်အာဆင်နယ်မှာကန်ဝင်ဇာတ်မစစ်စစ်ကြီးမရှိပေမဲ့လည်းပဲမီရီနိုရှိနေပြီလို့ပြောလို့ရမလားဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်ပြီးတဲ့ယာဒီနဲ့ဒီယာဒီမှာပွဲစဉ်အချို့မှာစားခဲ့ရတဲ့အခန်းကဏ္ဍပေါ့လေကျွန်တော်အဲ့ဒါနဲ့အရန်ကိုတားကြနေပြီလို့ထင်ပါတယ်ပြီးတော့ကျွန်တော်အသိပေါ်တွေနဲ့ကျွန်တော်ရဲ့အားသာချက်အားနည်းချက်တွေကိုသိကြပါလေဒါလည်းအသိလိုက်ကစားရတဲ့ပွဲစဉ်တစ်ခုပါပြီးတော့ကျွန်တော်တို့မှာအမကန်လူစင်အမကန်အော်ဆူရူရှိနေတယ်ဆိုတာကိုကျွန်တော်သိပါတယ်ဒါကြောင့်ဟုတ်ကဲ့ကျွန်တော်အပိုင်းကျွန်တော်အလုပ်ကိုပဲလုပ်နေတာပါကံကောင်းဆောင်လည်းပဲကိုသွင်းသွားပြီးတော့အသိကိုကူညီနိုင်ခဲ့တယ်ပေါ့ဗျာဒါပေမဲ့ဟုတ်ပါတယ်ကျွန်တော်ရန်ကိုပျော်ရွှင်နေပြီးဒီအတွက်တကယ်ကိုကျင်းနေမိပါတယ်ဗျာဒုတိယပိုင်းဆောင်မှာခင်ဗျားရဲ့ပထမဆုံးဂိုးပေါ့လေခင်ဗျားဘောင်းချိန်မှာနေရာလွတ်တွေလည်းအများကြီးရှိခဲ့တယ်နော်ဟုတ်ပါတယ်ဆိုတော့ကသူတို့အမြဲတမ်းခင်ဗျားအပေါ်မှာဖိအားပေးနေတဲ့အသင်းမျိုးမှန်ကျွန်တော်သိခဲ့ပါတယ်သူတို့ကပွဲလုံးမန်နူမန်စားပြီးတော့ဘိုးနောက်ခံလူတွေကြားမှာအဲ့ဒီနေရာလွတ်တွေကိုရှာဖွေဖို့အတွက်စူးစမ်းရတာပါပဲစာပိုင်းမှာတော့ကျွန်တော်ကပထမဘိုးနောက်ခံလူကိုပို့ပြီးတော့ထိန်းချုပ်ထားခဲ့ရပေမဲ့ကျွန်တော်သူ့နောက်ကျောဘက်ကိုရောက်သွားခဲ့တယ်ဗျဒါကြောင့်မလို့သူကျွန်တော်ကိုမမြင်ခဲ့ဘူးဆိုတော့ပြီးတော့ဟုတ်ပါတယ်ဆိုတော့ကထောဆာစီကလည်းအမကန်ဖြတ်တင်ပေါ်တော်မဲလေးချိန်မဲ့နေရာမှန်ရှိခဲ့ပြီးတော့အသင်းကိုကူညီဖို့အတွက်ကောင်းမွန်တဲ့ပေးသွင်းမှုတစ်ခုပါပဲဗျာနောက်တဲ့ကလင်းချင်းတပွဲပေါ့လေရှင်ပွဲစရိုက်ရှိပါပြီဒါကကလပ်စန်ဂျင်နဲ့တူညီသွားပါပြီဘယ်တိဆက်သွားနိုင်မယ်လို့ထင်ပါလေဗျာဒါတော့အသင်းအတွက်အမကန်အချင်းကိုတစ်ခုရနေတာပါဂိုးတွေအများကြီးသွင်းနိုင်လို့ကလင်းချင်းတွေအများကြီးရလို့တကယ်ကိုပျော်ရွှင်မိပါတယ်ကျွန်တော်တို့သိပါလေဒီအသင်းကဇပွဲပေါ်မှာချပြနေတဲ့ခံစစ်ပိုင်းဆိုင်ရာစူးစမ်းအထုံးမှာတကယ်ကိုအမကန်ပါကျွန်တော်တို့ပွဲတိုင်းမှာလည်းအဲ့ဒါကိုလောပါတယ်ဘာလို့လဲဆိုတော့ပွဲတိုင်းမှာကကလင်းချင်းရအောင်ထိန်းချုပ်နိုင်မယ်ဆိုရင်ကျွန်တော်တို့နိုင်ပွဲတွေရဖို့အတွက်အရန်ကိုနီးစပ်နေပြီမို့လို့ပါပဲဒါကြောင့်မလို့ဟုတ်ကဲ့ဒီလိုကောင်းကောင်းလှုပ်ဆောင်နိုင်ပြီးစက်ထိန်းထားပြီးတော့အရိစံချင်းကိုအကြာကြီးဆက်ရှိအောင်ရှေ့ကြအောင်လှုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါလေဗျာရစ်စတီယန်ရဲ့ဂုဏ်ယူပါလေနောက်ထပ်နိုင်ပွဲတစ်ပွဲပေါ့ချန်ပီယံလိမှာတရားရန်တို့နိုင်ပွဲဆက်နေတုံးပါပဲဒီညရဲ့ကြိုးစားမှုပေါ်ဘယ်လိုများကျင်းနေပါလဲဗျရန်ကိုကျင်းနေပါလေဒီကိုလာစားတာအရန်ကိုခက်ခဲလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကြိုးတီးထားခဲ့ပြီးသားပါပရိသတ်အငွေအသက်ကတော်တော်လေးကိုပြင်းထန်ပြီးကွင်းကလည်းကျင်းသူတို့တောင်ခံစားသွားရပါတယ်သူတို့ကအရန်ကိုတိုက်ရိုက်ဆန်းစားပြီးတော့
တခါလေမှာကျွန်တော်တို့အဲ့ဒါကိုကန်တယ်ဖို့အရန်ကိုခံခဲ့တော့ကိုတွေ့ရပါတယ်ဒါပေမဲ့ယူရအဖြစ်တော့ကျွန်တော်တို့ပွဲကိုတကယ်ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့တယ်လို့ထင်ပါတယ်ပြီးတော့ခွင့်ရေးရလာတဲ့အခါမှာသူတို့ရဲ့ဂိုးရီယာထဲမှာအရန်ကိုထိထိရောက်ရောက်ဆုံးသက်နိုင်ခဲ့ပါတယ်ဒီနေ့ညပွဲစဉ်ကိုစီမံခန့်ခွဲနိုင်ခဲ့တာကတကယ်ကိုအရေးကြီးခဲ့တာပေါ့နော်ပထမမိနစ်20မှာပရိသတ်တွေကအရန်ကိုနိုးကြားခဲ့ပြီးပွဲကလည်းတော်တော်လေးကိုကြမ်းတမ်းလာခဲ့တယ်နော်အရန်ကိုကြမ်းတမ်းခဲ့တယ်ဗျပွဲထဲမှာတကယ်ဖောင်းတွေကလည်းအများကြီးလက်ပြဘောတွေဘေးပြဘောတွေကလည်းအများကြီးပေါ့ service တွေကလည်းအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့တို့အဲ့ဒီစင်ခေါ်မှုအတွက်ကောင်းကောင်းပြင်ဆင်ခဲ့တယ်လို့ထင်ပါတယ်ပြီးတော့အရေးကြီးတာကအမှတ်3မှတ်နဲ့အတူနောက်ထပ်ကလင်းချစ်တပွဲယူဆောင်ပြီးပြန်လာနိုင်ခဲ့တာပေါ့ဗျာကလင်းချစ်အကြောင်းခင်ဗျားပြောခဲ့တယ်နော်1903ခုနှစ်ကတည်းကတီရှိခဲ့တဲ့ကလပ်ဆန်ဂျင်တခုကိုလိုက်မိခဲ့တာပေါ့ဒီညမှာနောက်ထပ်9ပေါက်တဲမှုတစ်ချိန်တော့မပြီးရတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အပေါ်ဘလောက်များကျေနပ်မိပါလဲခင်ဗျားကအဲ့လိုစင်းရင်းတွေပြောကြတဲ့အခါမှာဒါကတော်တော်လေးမယုံနိုင်စရာကောင်းသလိုတော့ဖြစ်နေတာပေါ့လေဒါပေမဲ့လည်းပဲကျွန်တော်တို့မှာနောက်တစ်ပွဲပြီးရင်နောက်တစ်ပွဲနောက်တစ်ပွဲကိုပဲချိန်ခဲ့ဖို့အာရုံစိုက်ထားကြပါလေအဲ့ဒီစိတ်ဓာတ်ကိုပဲဆက်ထိန်ထားဖို့လိုအပ်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီခါကျရင်တော့ကောင်းတဲ့အရာတွေဖြစ်လာပါလိမ့်မယ်ဗျာဒီညခင်ဗျားတို့ချမ်ပီယံပွဲဥထက်ဇာမအဖြစ်ပါဝင်ခဲ့ရတာရောဟုတ်ပါလားဘယ်လိုတွေးရှိခဲ့လဲဗျပွဲစမှာတော့ချမ်ပီယံတချင်းတန်ဖွင့်လိုက်တဲ့အခါမှာကျွန်တော်မျက်နှာမှာအပြုံးကြီးတစ်ခုဖြစ်နေခဲ့တာပေါ့လေခင်ဗျားသိတဲ့အတိုင်းပဲဗျာဒါကအိမ်မက်တွေနဲ့တီဆောက်ထားတဲ့အရာလေးပြီးတော့ဒါကမယုံနိုင်စရာကောင်းတဲ့ခန်းစားချက်လေးဗျာဒါကခင်ဗျားတို့အမခန်းခံစားချက်တစ်ခုဖြစ်ခဲ့မှာတော့သိကြပါလေမတ်ဝင်လာတဲ့အခါမှာရောဘယ်လိုများဖြစ်ခဲ့လဲဗျဂျမ်မလီသမိုင်း6အတန်ငယ်ဆုံးဇာမပေါ့လေခင်ဗျားသူကိုလေ့ကျင့်ရေးမှာနေတိုင်းတွေ့နေရတာလေဆိုတော့သူကဘယ်လိုလူစားမျိုးလဲပြီးတော့ဒီညမှာသူဘယ်လောက်အထိလှုပ်သွားနိုင်ခဲ့တယ်လို့ထင်ပါလဲဗျမဟုတ်ဘူးဗျသူကထပ်ပြီးတော့အမခန်းလုံးပြသွားပြန်တာကျွန်တော်ထင်ပါတယ်လောင်းဘောတစ်လုံးကိုသူပြန်ဘက်ကိုကာကွယ်ထားရင်းနဲ့ပဲအသာလေးဆွဲချသွားနေတာရှိတယ်ဘရိုက်တန်နဲ့ကာလာဘောင်းမှာတော့လည်းသူဘာတွေလုံးပြနိုင်ကြလဲဆိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ပြီးပြီလေသူ့အတွက်အနာဂတ်ကအရန်ကိုတောက်ပနေတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပါတယ်အရန်ကိုလှုပ်ကြိုးစားနေဖို့စီကံရှိဖို့ပါပဲပြီးတော့သူ့မှာကြီးမားတဲ့အနာဂတ်တစ်ခုရှိနေတဲ့ဆိုတော့ကျွန်တော်သိကြပါတယ်မေလာမှာလုပ်ခဲ့ပွဲပြီးမှဘယ်လိုများခံစားလဲဗျခင်ဗျားတို့အစာပိုင်းမှာအာဆင်နယ်ကိုတော်တော်လေးဒုက္ခပေးနိုင်ခဲ့တယ်နော်ဟုတ်တယ်ဗျဒါကကျွန်တော်တို့အတွက်အရန်ကိုခက်တဲ့ပွဲစဉ်တွေပဲဖြစ်လာလိမ့်မယ်ဆိုတော့သိရှိထားပြီးသားပါဒါပေမဲ့အစာပိုင်းမှာတော့ကန်ကောင်းခဲ့ပါတယ်ကျွန်တော်တို့တကယ်ကိုကောင်းကောင်းခံစစ်ကစားနိုင်ခဲ့ပါတယ်ခွင့်ရေးအချို့လည်းရခဲ့ပါတယ်ဒါပေမဲ့လည်းပထမဆုံးအချိန်ဒီနောက်မှာတော့ကျွန်တော်ထင်ပါတယ်အဲ့ဒါကကျွန်တော်ခေါင်းကိုအရင်ထိပြီးမှလက်မောင်းကိုထိသွားခဲ့တာပါဒါပေမဲ့ကျွန်တော်လည်းစီးမင်းတွေကိုတော့သိမသိဘူးဗျဆိုတော့ပင်နယ်တီဖြစ်သွားပြီးအာဆင်နယ်အတွက်အများကြီးပို့ပြီးတော့လွယ်ကူသွားခဲ့တယ်လို့ထင်ပါတယ်ဒုတိယပိုင်းမှာအာဆင်နယ်ကပို့ပြီးကြီးမားတဲ့တွန်းအားတစ်ခုရှိသွားခဲ့တာပေါ့ဗျဒုတိယပိုင်းအတွက်ဘာလို့များပြောင်းလဲသွားခြင်းခဲ့တာလဲဗျကျွန်တော်တို့ဘာမှပြောင်းလဲသွားခြင်းခဲ့တာမျိုးတော့မဟုတ်ပါဘူးကျွန်တော်တို့ရှေ့တန်းမှာပို့ပြီးတော့အရန်ကိုထူးထူးခြားခြားကောင်းမွန်အောင်ပို့ပြီးအနေနဲ့မြောက်အောင်စူးစမ်းခြင်းခဲ့တာပါဒါပေမဲ့လည်းဟုတ်ပါတယ်သူတို့ကအရန်ကောင်းခဲ့ကြပါတယ်ပါတိုင်းပွဲစဉ်တိုင်းမှာသူတို့ဒါကိုပြသနေတာပါဒါကကျွန်တော်တို့အတွက်အရန်ကိုခက်ခဲတဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စူးစမ်းခဲ့ပါတယ်ကောင်းဆုံးအစွမ်းကိုပေးဆက်ခဲ့ကြတယ်လို့ထင်ပါတယ်ပြီးတော့ဟုတ်ကဲ့3ကိုပေးလိုက်ရပြီးတာပါပဲကောင်းလေးတွေကျွန်တော်ဂုဏ်ယူပါတယ်ဘာလို့လဲဆိုတော့သူတို့ထဲကအများစုကချန်ပီယံလိမှာပထမဆုံးပွဲတွေကစားနေခဲ့ကြရတာမဟုတ်လို့ပါဒါကြောင့်ဒါကသူတို့အတွက်အတွေ့အကြုံကောင်းတစ်ခုဖြစ်ခဲ့ပါလိမ့်မယ်အာဆင်နယ်ရဲ့အနေနဲ့များတဲ့လမ်းတစ်ခုဖြစ်တဲ့ service တွေအတွက်ရောဘလို့များပြင်ဆင်ခဲ့ပါလိမ့်ဗျဒါတော့တကယ်ကိုမိုက်ပါတယ်ဂိုးအများစုက service တွေကနေဖြစ်နေလို့ပါကျွန်တော်တို့လည်းပြုံးကြည့်နေမိတာပါဗျာဟုတ်တယ်ကျွန်တော်တို့နည်းနည်းလေးတော့စီမံနိုင်ခဲ့ပါတယ်ပထမကိုကတော့ service တောင်းငံဘောကနေတနည်းနဲ့ဖြစ်သွားခဲ့တာပါဒါမဲ့လည်းပဲကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့ပါတယ်ဝန်ထမ်းတွေတဲကကျွန်တော်တို့လူတွေရဲ့လှုပ်ဆောင်မှုကတကယ်ကိုကောင်းခဲ့တယ်လို့ထင်ပါတယ်အဲလိုမျိုးကာကွယ်နိုင်ခဲ့တာအတွက်ပေါ့လေကျေးဇူးတင်ပါတယ်ပရိသတ်များကိုစိတ်နဲ့ဖြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ